လေးကတော့ကျွန်တော်တို့နေ့စဉ်နေ့တင်မှာ academic ကာလပေါ့နော် academic ကာလအိတ်ဆောင်ကနေမှစာသင်ဆောင်ကိုခြိတက်တဲ့ academic ခြိတက်တဲ့ video လေးဖြစ်ပါတယ်ကျွန်တော်တို့မနက်တိုင်းbreakfast PD show breakfast စာအဆောင်လေးလုပ်ပြီးရတဲ့မနက်လေးပြုသစ္စာဆိုပြီးရတဲ့တက်ခွဲလိုက်တန်းတရင်လိုက်ပေါ့တရင်လိုက်ခြိတက်ကြတာအနော်ထားဆိုရင်ကျွန်တော်တို့နော်ထားဆိုရင်စိတ်မလန်းအနေမှာခြိတက်တယ်ဘင်းအောင်ဆိုရင်ဈေးပြကွင်းကြီးရှိရနေသွားတယ်အောင်စရာဆိုရင်ဒီဘက်သူတို့ဘက်ကနေမှဘိုကင်းရှိတို့ကြောင်းယုံကြီးရှိရတယ်ဖြတ်ကြတယ်သွားကြတယ်ပေါ့နော်ဒါမနေ့တိုင်းကျွန်တော်တို့ခြိတက်တဲ့ပုံစံကျွန်တော်တို့တက်တူတက်ရတဲ့အရာလေးအဲ့လိုမျိုးလေးဘာလဲဆိုတော့ကြောင်းသွားရတော့မှချင်းလေးဆိုပြီးသွားဘယ်တော့ပြောရကောင်းလဲအဲ့လိုပြောတာကောင်းတယ်ဗျာဘလို့ရိုးလေးပဲတွေးကြည့်ဗျာဘူလောင်းလုပ်တယ်ဘူလောင်းတက်တယ်စာသင်ရတယ်ရိတ်ခါလာရတယ်ကျောင်းသွားရင်တော့တချင်းလေးဆိုပြီးသွားတယ်ဘယ်တော့ပြောစရာကောင်းလဲနော်ကျွန်တော်တို့ပြီးအဲ့လို academic ခြိတက်တဲ့ချိန်ကျရင်တော့အမတ်တရားလေးတွေကတော့အနေအကွေလေးတွေလည်းရှိတယ်အဲ့လိုခြိတက်တဲ့ချိန်ကျရင်အနေအကွေလေးတွေဆိုတာဈေးပြဆရာကြီးတွေစောင့်ကြည့်တဲ့နေရာလေးရှိတယ်နော်ဒါဆိုရင်စိန်မန်းကွေပေါ့စိန်မန်းကွေဆိုစိန်မန်းလန်းဆောင်ကွေအဲ့ဒီကျရင်ဈေးပြဆရာကြီးတွေရဲ့မျက်လုံးတွေကတိတ်ငက်ထနေအတွဲဘလောက်အတန်ဘလောက်ဘူးလုံးလက်လွတ်လန့်អော်တာတစ်ခါអော်နှစ်ခါអော်မရဘူးဆိုလာထားမှတ်လာပြီညနေကျရင်စီးပြီးတော့အများစုပါတာတော့ဒါတော့ final ပူလောင် final ရောက်သွားတဲ့ပူလောင်တိုင်းကြောက်တဲ့နေရာပေါ့နော်ကျွန်တော်လည်း final ရောက်သွားတဲ့အချိန်မှာအဲ့နေရာလေးတော့တတိထားအဲ့ဆရာကြီးတွေကစောင့်ကြည့်ပြီးဖမ်းတာဒါလည်းစီကံကောင်းနေကြလို့ပဲနော်စီကံပေါက်နေရတော့မဟုတ်ဘူးနော် final ဆိုတဲ့အတိုင်း final အနေထားတော့ရှိတာပေါ့နော်ဒါတွေကတော့တော့ပြောလို့မရဘူးအကုန်လုံးကဟောပေးပါတယ်ဘယ်လက်က အပြည့်မလွှဲရင်တော့မှဘယ်ညာတော့ခြေထောက်ကတော့စစ်သားခြေထောက်ဖြစ်တဲ့အတွက်ဘယ်ချင်းချလန်းအခုထိုင်ရနေထပြီးတော့မှ2ယောက်3ယောက်ထသွားလဲဘယ်ညာညီပြီးသားပဲဘယ်နေရာသွားဒါကတော့ကျွန်တော်တို့က pride တစ်ခုပဲဘယ်ချင်းသွားအောက်ဘက်ထွက်ရင်လည်းပြင်းဦးလွင်မျိုးခင်ဗျားတို့ရောက်ရင်လည်းတွေ့ပါလိမ့်မယ်ဘိုးလောင်းတိုင်းပေါက်လို့ပဲသားလမ်းလျှောက်နေတာတယောက်မှမတွေ့ဘူးဘယ်သွားလိုက်တိုင်းကြည့်လိုက်ခင်ဗျား2ယောက်တွေ့3ယောက်တွေ့3ယောက်တွေ့ဘယ်ညာညီနေရပဲဟုတ်တယ်မလားဒါလေးတွေကကျွန်တော်တို့ရဲ့ pride တစ်ခုပေါ့နော်နောက်တစ်ခုကအဲ့ academic ရှောက်တဲ့အချိန်မှာအမှတ်တရလေးတွေရှိသေးတယ်ဟာတာပေါ့နော်ကျွန်တော်တို့တသွေးတန်တမိတ်အပြင်မှာကျွန်တော်တို့ရဲ့ audi clone အနံ့တွေကလည်းတနံနဲ့ပဲထွက်ကြတယ်ဘာလဲဆိုကျက်ဥကျွန်တော်ကမနက်တိုင်း breakfast တိုင်းမှာကျက်ဥပါတယ်ကျက်ဥပါတော့ကျတော့အဲ့လိုပေါ့နော်မနက်တန်းစီပြန်တဲ့ academic ရှောက်လာဆိုတော့နည်းလမ်းလေးပါရှောက်တော့ဝင်းကလဲသွားပြင်ညာလေလေးလဲလိုက်အဲ့လိုမျိုးတင်ညာဖိုင်နေရတယ်អော်ကြတယ်တချို့တော့နန်းညာအော်ဒီအနန်းတော့ပြင်းတယ်ကွာဒါဆိုဖက်စီရဖြစ်ဖို့များတယ်ဒီအနန်းပြောတယ်ဖိုင်နေရအောင်အဲ့မင်းတော်ဖိုင်နေရဖြစ်ဖို့များတယ်သူကအနန်းပုံမူဒီသူတို့တွေက analyze ကလုပ်တယ်အဲ့လိုမျိုးလေးဖက်စီရပြင်းနေပြူတယ်ဆိုတာဗျာဖက်စီရနဲ့ဖိုင်နေရကွာတယ်သူကဖိုင်နေရသူကအိတ်ဆောင်တိတွေပါလောက်ကြမလို့လောက်တယ်မလို့သူအေးစိန်နေတာပါညာပတိရရက်ထွက်တာဟိုသူကကြမ်းတိုက်လိုက်ဟိုကလှုပ်လိုက်ပြပြသွားစားလိုက်သူအိတ်ဆောင်သေးလှုပ်လိုက်လုတ်ပြန်တဲ့ uniform လေးလဲပြန်တဲ့ပြတက်လာတာဟုတ်ဒါပတိရဘောဆိုတော့ဒီလိုပဲအဲ့လိုမျိုးလေးအမှန်အမတ်တရားလေးတွေဒါလေးတွေဒီကျက်ဥအနံလေးဒါကဒီရက်စီမှမဟုတ်ဘူးကျန်တဲ့ကြောင်းကြီးလည်းအဲ့တိုင်းပဲကျန်တဲ့စစ်ကြောင်းကြီးလည်းအဲ့တိုင်းပဲကျန်တဲ့တင်တန်းကြောင်းကြီးလည်းအဲ့တိုင်းပဲတသားတဲ့တင်တန်းတွေမှာလည်းအဲ့အနံလေးရှိရဲ့အဲ့ဒီတော့အမတ်တရားလေးနော်ဒါကျွန်တော်တို့ဒီဗီဒီယိုလေးကကျွန်တော်တို့academic ခြိတက်တဲ့ video လေးပဲဖြစ်ပါတယ်စစ်တချင်းလေးတကြောနဲ့ကြောင်းတက်တဲ့အရာလားဘလောက်ကောင်းလားအဲ့ဒီ file လေးခံစားကြည့်လိုက်ဒါကတော့ကျွန်တော်တို့ကခံစားခဲ့ပြီပေါ့နော်အခုကျွန်တော်တော်တော်များများလာမင်းနေကြတဲ့ကြည်တွဲပြီးရင်တက်ချင်ကြတဲ့ညီလေးတွေအဲ့ဒီ vibe ခံစားခြင်းလဲဆိုရင်တော့ညီလေးတို့ကြိုးစားကြအောင် bye bye အကောင့်လေး follow လုပ်ခဲ့ခုနပြောကျွန်တော်စူသွားတာ3နေရာဒီတင် जा ခဲ့ပြီဆိုပြီးစူသွားတာရှိတယ်ပြီးတော့ဒီတချင်းထဲမှာ4နေရာဒီတင် जा ခဲ့ကျွန်တော်တို့က3နှစ်ပေါ့နော်အခုကတော့4နှစ်ပြောင်းသွားပြီအဲ့တော့4နေရာဒီတင် जा ခဲ့ပြီဆိုပြီးတော့ဆိုကြတာအဲ့ဒီတော့ရှိတယ်တချင်းလေးတွေကနော်